္ဂလာပါဗျကျွန်တော်က Federal ပြည်ထောင်စုတပ်ဦး Resin တပ်ဖွဲ့ရဲ့ဤပညာဌာနကရဲဘော်စုဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ကျွန်တော်တို့2025ခုနှစ်ဒီဇင်ဘာလ4ရက်မနက်8:15မိနစ်မှာကျွန်တော်တို့စစ်စင်ရေးဆောင်ရွက်ခဲ့တဲ့ Operation တနာဘူးစစ်စင်ရေးနဲ့ပတ်သက်ပြီးပြည်သူတွေအားမလို့အားမရဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဘက်ကဤပညာပိုင်းအရာကျွန်တော်တို့ပြန်လည်ရှင်းလင်းပြောပြချင်တာလေးဖြစ်ပါတယ်ဗျဟုတ်ကျွန်တော်တို့ဒီဇင်ဘာလ4ရက်နေ့မနက်8:15မှာလုပ်ခဲ့တဲ့ Operation တနာဘူးစစ်စင်ရေးမှာဆိုရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ဒီရန်သူရဲ့ကေတုမတီဒေတက်ထဲကိုကျွန်တော်တို့ပေါ့နော်ဝင်ရောက်တိုက်ခိုက်ဖို့အတွက် FPV ထုံကျွန်တော်တို့၄စီးနဲ့ကျွန်တော်တို့တိုက်ခိုက်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့၄စီးနဲ့တိုက်ခိုက်ဖို့အတွက်မှာကျွန်တော်တို့ဒီပထမ2စီးရဲ့အဓိကရည်မှန်းချက်ကတော့ကျွန်တော်တို့ဒီရန်သူဂျန်နာတဲ့ area ပေါ့နော်ရန်သူရဲ့ဂျမ်မာ signal တွေအားကောင်းတဲ့ area မှာကျွန်တော်တို့ပြန်တိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့စစ်စင်ရေးဗျူဟာပုံစံမှာဆိုရင်လေပထမဆုံး2စီးဒီကျွန်တော်တို့ ATC နဲ့ဂျမ်မာတာဝါထားရှိရနေရတယ်အဓိကတိုက်ခိုက်မဲ့ပုံစံပေါ့နော်ကျွန်တော်တို့အဲ့နှစ်ခုကိုကျွန်တော်တို့တိုက်ခိုက်ပြီးွားမှဒါရင်ကျွန်တော်တို့ကြံတဲ့ drone နဲ့စီးရပါတော့ပုံမူတည်ငြိမ်စွာနဲ့ကျွန်တော်တို့ရန်သူရဲ့လေယာဉ်တွေကိုတိုက်ခိုက်နိုင်မယ်ဆိုတဲ့ဒီပုံစံမျိုးနဲ့ကျွန်တော်တို့စစ်စင်ရေးပေါ်ဆောင်တာဖြစ်တယ်ပေါ့နော်ဟုတ်ကျွန်တော်တို့အဲ့လိုမျိုးတိုက်ခိုက်မှုဆောင်ရွက်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ပထမဆုံး2စီးကတော့ဒီဂျမ်မာတာဝါတိုင်းနဲ့ကျွန်တော်တို့တတ်မှတ်ထားတဲ့ပြစ်မှတ်တွေကိုအတိအကျကျွန်တော်တို့ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်ပေါ့နော်ကျန်တဲ့2စီးကတော့ကျွန်တော်တို့အဲ့ဒီအတွက်သုံးရမယ့် budget ကိုကျွန်တော်တို့အများကြီးပို့ပြီးမသုံးနိုင်ခဲ့ဘူးပေါ့နော်မသုံးနိုင်တဲ့အခါမှာကျွန်တော်တို့ပို့ပြီးစီးတက်တာတဲ့အမျိုးအစားကိုကျွန်တော်တို့သုံးလိုက်ရတယ်သုံးလိုက်ရတဲ့2စီးမှာပဲကျွန်တော်တို့မနက်ပိုင်းမြူရန်ဆိုင်တဲ့ဒဏ်တွေကျွန်တော်တို့ရေမွေးရဲ့ဒဏ်တွေခံစားရပြီးတော့ဒီသူ့မှာပါနေတဲ့ပေါ့နော်ဒီ controller တွေကတလွဲဖြစ်သွားတဲ့ပုံစံတွေနောက်ပြီးတော့ပုံမှန်မဟုတ်တဲ့ပုံစံတွေနဲ့ကျွန်တော်တို့တုံ့ပြန်ခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က NSC မှာတော့ပြစ်မှတ်ကိုကျွန်တော်တို့လွဲချော်ခဲ့ရခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေအနေနဲ့ကျွန်တော်တို့ hangar တွေ open chef တွေနဲ့လေယာဉ်တွေကိုမတိုက်ဘူးလားဆိုတော့ကျွန်တော်အဲ့ဒါလေးကိုပြန်ပြီးရှင်းပြချင်တာပေါ့နော်ကျွန်တော်တို့ရည်ရွယ်ထားတဲ့ပုံစံအရပထမအဆုံး drone 2စီးကကျွန်တော်တို့ဒီဂျမ်မာထားရှိရဲ့တိုင်ကိုအဓိကပေါ့နော်အဲ့ဒီဟာနဲ့ကျွန်တော်တို့တတ်မှတ်ထားတဲ့ပြစ်မှတ်တွေကိုတိုက်မယ်တိုက်ပြီးသွားလို့ရှိရင်ဂျန်နက်စီကတော့ကျွန်တော်တို့ဒီရန်သူရဲ့လေယာဉ်တွေကိုအဓိကတိုက်မှာပေါ့နော်အဲ့လိုအခြေအနေမျိုးကျွန်တော်တို့ရည်ရွယ်ထားခဲ့တယ်ဆိုပေမဲ့ကျွန်တော်ဂျန်နက်စီမှာသုံးခဲ့ရတဲ့ budget အခြေအနေကြောင့်ရယ်နောက်ပြီးတော့အဲကောင်တွေရဲ့ဒီ quality အမျိုးအစားပေါ့နော် quality အမျိုးအစားမကောင်းတဲ့အခြေအနေကြောင့်ရယ်နောက်ပြီးတော့အဲ့ဒီမနက်မှာဖြစ်သွားခဲ့တဲ့ကျွန်တော်တို့မျိုးတွေအရန်ကြပြီးတော့ရှင်ငွေရိုက်တယ်ဆိုတဲ့အခြေအနေတွေကြောင့်ရယ်ပေါ့ဂျန်နက်စီကတော့ကျွန်တော်ပြစ်မှတ်ကိုမရောက်ခဲ့ရခြင်းဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီအတွက်ကိုလည်းအားမလို့အားမရဖြစ်ခဲ့တယ်ကျွန်တော်တို့အများကြီးလက်ရှိမှာတော့ကျွန်တော်တို့ပြင်ဆင်ထားတယ်ပေါ့နော်အဲ့လိုမျိုးတွေမဖြစ်အောင်ကျွန်တော်တို့ budget တွေကျွန်တော်တို့ပို့သုံးနိုင်မှုလည်းရည်ရွယ်ထားတယ်အဲ့တော့ကျွန်တော်တို့ဒီ operation တန်တာဖို့အနေနဲ့ကျွန်တော်တို့ဆက်တိုက်သွားဖို့ရှိတယ်ပြည်သူတွေလည်းကျွန်တော်တို့နဲ့အတူပူးပေါင်းပါဝင်ပေးဖို့အတွက်အများကြီးဖိတ်ခေါ်အပ်ပါတယ်ဗျာကျွန်တော်တို့ဒီ operation တန်တာဖို့စစ်စင်ရေးဆောင်ရွက်ခဲ့တဲ့ပုံပေါ့နော်ကျွန်တော်တို့ဒီပြည်သူတွေကအကြံပြုလို့ကြရတယ်ပေါ့နော်အကြံပြုရပြီးရင်အားမလို့အားမရဖြစ်တာတွေကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ကျွန်တော်တို့လည်းပြည်သူနဲ့အတူကျွန်တော်တို့အားမလို့အားမရဖြစ်ခဲ့တယ်အထူးဖြစ်တော့ကျွန်တော်တို့ဒီကောင်ဒီကံကောင်းနေသေးရပါတော့အဲ့လိုအခြေအနေမျိုးပေါ့အဲ့လိုအခြေအနေမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့နောက်ထပ်တစ်ချိန်ပေါ့နော်ထပ်ပြီးဆောင်ရွက်သွားမယ်နောက်ထပ်စရိုက်ဆောင်ရွက်သွားမယ်ကျွန်တော်တို့ operation တန်တာဘူးစစ်စင်ရေးရာဆိုလို့ရှိရင်တော့ရန်သူရဲ့အရှိုက်ရန်သူရဲ့ဒီအာဏာကိုတိဆောက်ရေးအတွက်အသုံးပြုနေတဲ့လူသက်လက်နက်တွေကိုအဓိကဖျက်ဆီးမဲ့ကျွန်တော်တို့စစ်စင်ရေးမျိုးမှာပြည်သူအနေနဲ့ကျွန်တော်တို့နဲ့အတူပူးပေါင်းပါဝင်ပြီးတော့ရန်သူရဲ့အရှိုက်ရန်သူရဲ့လူသက်လက်နက်တွေကိုဖျက်ဆီးနိုင်မဲ့အခြေအနေမျိုးဖြစ်အောင်ကျွန်တော်တို့အတူတူစ조사သွားပါမယ်လို့ကျွန်တော်ဒီနေရာကနေအဓိကပြောချင်ပါတယ်